အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်လုတ်သိမ့်မအားရနဲ့ထမင်းတုံနဲ့ကြက်သားကြော်လေးပဲကြော်စားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြက်သားလေးတွေကိုကျွန်တော်ရတာအနေနဲ့စားရဲရေကောင်းလေးတွေကိုဖြူးပြီးတော့ကျွန်တော်တေချာနှက်ဆက်အောင်နေပြီးတော့ကြော်မှာဖြစ်ပါတယ်ခင်ဗျာကြက်သားကြော်ကိုတော့ကျွန်တော်ကြွကလေးစားချင်တာဖြစ်တဲ့အတွက်စီမြုပ်နေအောင်ကြော်မှာဖြစ်ပါတယ်2 မိနစ်လောက်ကြော်ပြီးဆိုရင်တော့ကြက်သားကြော်လေးရောရောင်လေးရောလှလာပါပြီဒါပေမဲ့ကျွန်တော်ထပ်ကြွချင်သေးတဲ့အတွက်ထပ်ပြီးကြော်ပါမယ်ခုဆိုရင်တော့ကျွန်တော်လိုချင်တဲ့အတိုင်းအတာလေးကြွရွရွလေးရသွားပြီဖြစ်ပါတယ်ခင်ဗျာရလာတဲ့ကြက်သားကြော်လေးကိုတော့ကျွန်တော်ဓားလေးနဲ့လှီးပြီးတော့ကျွန်တော်ပကံလေးကိုခဏထည့်ထားပါမယ်ခုကျွန်တော်ထမင်းစတုပ်ဖို့အတွက်ပြင်ဆင်ပါမယ်စီချက်ကလေးထည့်ပါမယ်ခင်ဗျာပြီးလို့ရှိရင်ငံပြားကြီးထည့်ပါမယ်ပြီးရင်တော့ကျွန်တော်အသင်လှီးထားတဲ့ဂေါ်ဘီကြက်သွန်နီနနမင်းတို့ကိုထည့်ပြီးတော့နေမှာဖြစ်ပါတယ်ခင်ဗျာပြင်ဘဲမုံလေးထည့်ပါမယ်ခင်ဗျာပြီးရင်နေလို့ကောင်းမှုအတွက်ကျွန်တော်ရေနွေးအနှဲငယ်ထည့်မှာဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့နှမ်းဆက်အောင်ကျွန်တော်နေပါမယ်ခင်ဗျာဒီဆိုရင်တော့အာလူပြုတ်ပဲသီးပြုတ်တွေပါကျွန်တော်ထည့်ပြီးတော့နေစားချင်တာပါကျွန်တော်လုံအားတဲ့အတွက်ဒီတိုင်းလေးပဲဖြစ်တယ်လို့လေးပဲလှုပ်စားလိုက်ပါခင်ဗျာနေပြီးတော့ရင်တော့ကျွန်တော်ပကံထဲကိုစပြီးထည့်ပါမယ်ခင်ဗျာခုဆိုရင်တော့ရန်ကုန်သားတွေခေါ်တဲ့နယ်ထမင်းတုပ်ရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာကြက်ဥကြော်လေးကလည်းကျွန်တော်တို့မပေါင်းမဖြစ်ကလေးဖြစ်ပါတယ်ခင်ဗျာဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပင်ရှိပါတယ်ခင်ဗျာ